မင်္ဂလာပါရှင်ကျမတို့ရဲ့နေထွန်းအောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တင်သမျှဝတ္ထုတွေကိုမနာရန်နားဆင်နိုင်ဖို့ like and subscribe လေးကိုနှိပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်ဒါမှဆရာနေထွန်းအောင်ရဲ့ဝတ္ထုအတန်များကိုဦးပြပြနားဆင်နိုင်မှာမို့ပါဒီနေ့မှာတော့တောင်ချီရွာမှနေ့တရက်ဆိုတဲ့ဖြစ်ရမှန်ဝတ္ထုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်ဆရာနေထွန်းအောင်ရဲ့ရှေးဥမူလလက်အောင်လက်ရကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်မမျော်လင့်ပဲမကောင်းမှုတစ်ခုပြုမိရမှလှပတဲ့ဇက်သိမ်းရှိခဲ့သောဖြစ်ရတစ်ခုဖြစ်ပြီးအမှားမြင်ပြီးအမှန်ပြုပြင်နိုင်ခဲ့သူတယောက်ရဲ့အကြောင်းနဲ့နောက်ဆုံးမှာတော့ဘဝအကြောင်းတရားမလှပဲဆင်းရဲလာတဲ့သားအမိနှစ်ယောက်ကိုချက်ချင်းချမ်းသာသွားစေသည့်နေ့တည့်ရဲ့အကြောင်းစသည်ဖြင့်ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအစအဆုံးတင်ဆက်လိုက်ရပါတယ်ရှင်ဒါဆိုရင်ကျမနဲ့အတူဇာတ်လမ်းလေးကိုနားဆင်ရအောင်ကျမကတော့အတန်တင်ဆက်သူမမြင့်ခိုင်ပဲဖြစ်ပါတယ်ရှင်ပဲကူးရိုးမတောင်ချီဖြစ်သောညောင်ပင်ရာတွင်ဖြစ်ပါသည်တောင်ချီဖြစ်သည့်အလျောက်အေးစိမ့်သောလေစိမ့်ဆိုသောတစ်တော်မြန်းနှင့်ဝေယုံပင်မြန်းကတဘာဝအရေးငွေ့မြန်းကိုတွေ့ရှိခံစားရစေမည်ဖြစ်ပါသည်တသွင်သွင်စီးဆင်းနေသောတောင်ညချောင်းလေးကလည်းခုလိုမိုးဦးကြကာလတွင်တလုံးလုံးစီးဆင်းနေပါတော့သည်ရွာစွန်ရှိထန်းတော်ကြီးနှင့်ရေကန်ကြီးရလည်းတာမောဝယ်ကောင်းလာပါသည်ထိုတာမောခြင်းထက်ပိုပြီးပျော်ရွှင်နေသူကတော့ဇော်အောင်သူကတော့ရန်ကုန်သားတစ်ယောက်ဖြစ်ပါသည်သူအဖိုးစာတီရွာသို့အလည်ရောက်ရှိနေခြင်းလည်းဖြစ်ပါသည်ခုတော့သူသည်ထမ်းပင်အောက်တွင်သူ့ညီကိုဝမ်းခွဲများနှင့်သူတို့သူငယ်ချင်းများနှင့်အတူထမ်းရည်တောက်နေပါသည်သူ့ဖေညီမအိသားဖြစ်သူမျိုးညွန့်ကတခွက်ထပ်ထက်ပေးရင်ဇော်အောင်ကြီးတောက်နိုင်သေးရဲ့လားဟုလည်းမေးလိုက်ပါသေးသည်အမေမင်းတို့ထမ်းရည်လောက်တော့အပြော့ပေါ့ကွာဒီမှာကြီးဟုပြောရင်ဝါစစ်ခွက်အတွင်မှရေမြန်းကိုတော့ဇော်အောင်ကအကုန်တကြိုက်ထဲမော့ချောက်လိုက်ပါတော့သည်ဒီလိုတောက်ပြလိုက်ရပေမဲ့ဇော်အောင်ကခေါင်းထောင်နိုင်အောင်မနှဲစူးစမ်းနေရပါသည်ခဏနေတော့ဇော်အောင်အခြေအနေကိုကဲခတ်မိသည့်မျိုးညွန့်ကကြံသူတို့မျက်ရည်ပြပြီးပြန်ကြရအောင်ဟဲ့ညပြန်ဆောင်ကြတာပေါ့ကွာဟုဆိုကဇော်အောင်ကိုတွဲရင်းသူတို့အဖွားအိမ်သို့လိုက်ဖို့ပေးနေပါသည်ငါသာအောင်မယ်မပြန်သေးဘူးမျိုးညွန့်ရေဟုပြောရင်းညင်းနေသည့်ဇော်အောင်ကိုညကြရင်အရက်ထတောက်ကြမယ်လေကွာဇော်အောင်ကြီးခုတော့အဖွားမျော်နေလိမ့်မယ်ကွာဟုပြောရင်းဆွဲခေါ်လာကအဖွားအိမ်သို့လိုက်ဖို့ပေးလိုက်ပါတော့သည်ညနေကြောင်ချိန်တွင်မူးနေသောဇော်အောင်ကမျိုးညွန့်ပြန်သွားသည်နှင့်တခါပြန်ထွက်လာပါတော့သည်သူတယောက်ထဲဆက်တောက်မယ်ဆိုသောအကြံနှင့်ဖြစ်ပါသည်ရွာထဲရောက်တော့မူးနေသောဇော်အောင်ကလမ်းကျိုးလေးနှစ်ခုကိုတွေးလိုက်ရပါသည်ထန်းတော်သို့သွားသည့်လမ်းကိုရုတ်တရက်သူမမှတ်မိပါတစ်ချက်စဉ်းစားပြီးတော့သူကဘယ်လမ်းချိုးသို့ကွေ့ဝင်လာပါတော့သည်ဒီအချက်ကသူ့အတွက်ပထမအမားဆိုတာထိုစဉ်ကဇော်အောင်မသိခဲ့ပါဇော်အောင်10မိနစ်ကျော်ရှောက်လာပြီးသည့်တိုင်ထန်းတော်ကြီးကိုတော့မတွေ့ရသေးပါအမှန်ဆိုလမ်းကျိုးမှ10မိနစ်အတွင်းထန်းတော်သို့ရောက်ရှိရမည်ဖြစ်ပါသည်သူလမ်းမနေပြီလားဟုတစ်ချက်တွေးနေရင်အပေါ့သွားခြင်းစိတ်ကြောင့်လမ်းဘေးတစ်ပင်ကြီးဘေးကိုကပ်လိုက်ပါတော့သည်အပေါ့သွားနေရင်တစ်ပင်ကြီးကိုမော့ကြည့်လိုက်တော့ကြောင်ချသီးတွေကအစီရီတွဲလောင်းကျနေပါသည်ဒါကိုကြည့်ပြီးဇော်အောင်ပြုံးမိပါသည်သူရောင်သီးသာဆိုဇော်ကြီးကတောင်မွေးနှင့်ထိုးလိုက်ရင်ဟာလာဟဲ့သူရောင်မယ်ငါစီကိုလာစမ်းဇော်အောင်ကအနားရှိဝါလုံးဆွေးတစ်လုံးကိုကောက်ယူပြီးကြောင်ချသီးတွေကိုခုံပြီးထိုးချနေပါသည်ကြောင်ချသီးတော့ပြုတ်ကျမလာပါဇော်အောင်တော့မြေကြီးပေါ်သို့ပက်လက်ပြုတ်ကျလာပါသည်သူအားယူပြီးထားဖို့ကြိုးစားနေစဉ်သူ့မျက်လုံးထဲသို့ခြေထောက်နှစ်ချောင်းဝင်ရောက်လာပါတော့သည်တွယ်လဲလျက်ခြေထောက်ဖြူဖြူလေးနှစ်ချောင်းကိုဇော်အောင်တွေးလဲရပါတော့သည်ရုတ်တရက်တော့ဇော်အောင်ထိတ်လန့်သွားမိပါသည်မော့ကြည့်လိုက်တော့နေရာနှင့်မလိုက်ဖက်လောက်အောင်လှပသည့်မိန်းကလေးတစ်ယောက်ထိုမိန်းမလည်းသူ့ကိုတအံ့တော်စိုက်ကြည့်နေပါသည်သူရောက်မယ်လေလားအုတ်တစောင့်နေလားတေချာကြည့်တော့မှမိန်းကလေးကလည်းသူ့ကိုထိတ်လန့်နေမှန်းသိလိုက်တော့မှလူစစ်စစ်ဖြစ်ကြောင်းဇော်အောင်သဘောပေါက်မိပါသည်ဇော်အောင်လူးလဲထားလိုက်ပြီးမိန်းကလေးထံသို့ချီကပ်သွားမိပါတော့သည်ရှင်တော့ကျမနာမကတ်နဲ့အစကိုယ်တိုင်ထိတ်လန့်နေသောဇော်အောင်ကအခုတော့သူများကိုပြန်ချောက်နိုင်သောအဆင့်သို့ရောက်ရှိသွားပြီမင်းသူရောက်မယ်လားကောင်းပါလေအစအနောက်တန်လာသောဇော်အောင်ကမိန်းကလေးကြောက်နေမှန်းသိတော့ပူစားကျင်လာပါသည်မိန်းကလေးကိုလိုက်ဆွဲဟန်ပြုလိုက်ပါသည်မိန်းကလေးကကြောက်လန့်ပြီးရုန်းကန်နေစဉ်ဇော်အောင်ကပို့ပြီးအတင်ရဲလာပါတော့သည်ငါ့ကိုဘသူမှတ်နေလဲဒီတောင်ပေါ်စခန်းကသ
ပုံပို့နော်မင်းတည်သွားခြင်းလို့လားပြောစမ်းစောအောင်ပုံစံကသပုံပို့ပုံစံမပေါက်ပါလူရည်တန်းပုံစံဖြစ်သည့်တိုင်18နှစ်အရွယ်အတွေ့အကြုံနှုနယ်လာသူမှတ်အေးများအတွက်တော့ကဘာပြစ်မတက်ကြောက်လန့်မှုကိုခံစားနေရပါတော့သည်မရည်ရွယ်ပဲရောက်လာခဲ့သည့်ဒီနေရာမှာမမျှော်လင့်ပဲရောက်လာခဲ့သည့်မိန်းကလေးတစ်ယောက်အမူးလွန်နေသောအစတန်လာသည့်23နှစ်အရွယ်ဇော်အောင်အတွက်တော့စားနောက်နေရာမှရာဂမီးအသွင်သို့ကူးပြောင်းဝင်ရောက်ခဲ့ပါတော့သည်အဝတ်မလုံးမလဲနှင့်မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ပြီးဘေးတွင်ငိုယိုနေသောမိန်းကလေးကိုကြည့်ပြီးဇော်အောင်ထိတ်လန့်ခြင်းကြီးစွာခံစားနေရပါတော့သည်ပြီးတော့အမားဆိုသည့်နောင်တတရားကလည်းရင်ထဲမှာကြီးစွာဝင်ရောက်လာပါတော့သည်သူဘာပြောလို့ပြောရမှန်းမသိအောင်ပင်ဖြစ်နေပြီးထိတ်လန့်တုန်လှုပ်မှုကိုလည်းအကြီးအကျယ်ခံစားနေရပါတော့သည်တောင်းပန်ယုံနှင့်ကျေနပ်နိုင်သည့်ကိစ္စမဟုတ်သည့်တိုင်သူမိန်းကလေးကိုတော့ဘလုံးပထွေးတောင်းပန်ခဲ့သေးသည်ဒါကိုတော့ထင်ကြံမှတ်မိနေပါသည်ပြီးတော့မိန်းကလေးအနားမှတအားပြေးထွက်လာပါတော့သည်နောက်နေ့ဇော်အောင်ရန်ကုန်ပြန်ရောက်တော့သူ့အချိုးတွေပြောင်းလာသည်အရက်လဲတိတ်မတော့တော့မွေးနေ့တွေမှာတတ်လွတ်စားရွှေတကုံဖျားသွားခြင်းမျိုးတွေလှုပ်တက်လာပါသည်တကယ်တော့ဇော်အောင်ကကုမ္ပဏီပိုင်ရှင်ဖခင်နှင့်ရွှေဆိုင်ပိုင်ရှင်မိခင်တို့၏တဦးသောသားအင်ဂျင်နီယာတက္ကသိုလ်နောက်ဆုံးနှင့်ကျောင်းသားတဦးလည်းဖြစ်ပါသည်သူ့ဘဝတွင်ဒီလိုအမားမျိုးသည်တခါသာကျူးလွန်ခဲ့ဘူးသည်သို့သောတခါဆိုရမလောက်ကြီးမားသည့်အမားမျိုးဖြစ်ပါသည်ထို့ကြောင့်ဇော်အောင်ရင်ထဲမှာဘလို့မှမေ့ဖြောက်လို့မရတကယ်သာမိန်းကလေးကကျေနပ်မည်ဆိုပါရင်သူဘာပေးရပေးလိုက်ချင်ပါသည်ခက်တီကဘသူ့မှဖွင့်မပြောရဲသလိုတွေးလိုက်တိုင်းလဲကိုယ်တိုင်နောင်တကြီးစွာရနေသည့်အဖြစ်မျိုးဖြစ်နေပါသည်ထို့နောက်တွင်တော့ရွာသို့ပင်သူအလည်မသွားရဲတော့သလိုရွာညီကိုဝမ်းခွဲမျိုးညွန့်တို့တွေလာရင်တော့ရွာမှာဘာသတင်းထူးသေးလဲအမြဲစီးကြိုပြီးမင်းနေတတ်ပါတော့သည်သူကြားရတာတွေကတော့ဘသူအရက်တောက်လွန်ပြီးအသက်ကျွမ်းသေးသည်ဘသူရန်ဖြစ်လို့ထောင်ထဲရောက်နေသည်တွေသာကြားနေရပါသည်မိန်းကလေးနှင့်ပတ်သက်သောသတင်းတော့မကြားရပါထိုနေ့အကြောင်းတွေးလိုက်မိသည့်နေ့တွေမှာတော့စိတ်ဆင်းလဲရလာပြီးအခန်းတကားပိတ်ပြီးတယောက်တည်းကြိတ်ပြီးမူးအောင်တောက်ပြီးအိပ်ပစ်လိုက်ပါသည်သို့တော့အပြင်တွင်တော့ဘီယာ2ခွက်လောက်ထက်သူပိုမတောက်တော့ပါဒီလိုနှစ်အချိန်9နှစ်ကျော်လာခဲ့ပြီးဇော်အောင်လည်းအသက်30ကျော်လာခဲ့ပြီဖြစ်ပါသည်ဖခင်ဖြစ်သူကလည်းကုမ္ပဏီကိုသားဖြစ်သူကိုစတင်ဦးဆောင်ခိုင်းလာပြီဖြစ်သောကြောင့်ဇော်အောင်လည်းရင့်ကျက်လာသောအချိန်ဖြစ်လာနေပြီတနေ့တော့အဖေနှင့်အမေကသူ့ကိုအိမ်တော်ပြုရန်စကားဆလာပါတော့သည်သားရီအဖေတို့လည်း60ကျော်လာပြီသားသမီးနဲ့ရတဲ့တည်းမြေးရဖို့လဲသားအိမ်တော်ပြုမှပဲရနိုင်မယ်လေဟုတ်တယ်သားရီအမေလည်းမြေးချီခြင်းနဲ့ကွယ်သားအိမ်တော်မပြုခြင်းသေးပါဘူးအမေရဲ့ဒီမှာသားဦးထွန်းမြတ်သမီးဆရာဝန်မလေးကိုသဘောမကျဘူးလားဟုတ်တယ်သားသူလည်းတူတော်သမီးလေးရုပ်ရည်လည်းရှိပညာလည်းတတ်အစားစားရရလည်းအထက်တန်းပဲလေသားရဲ့တကယ်တော့ဦးထွန်းမြတ်သမီးဆရာဝန်မလေးကိုသူကောင်းစွာသိပါသည်မိဘချင်းရင်းနှီးမှုကြောင့်သူတို့ချင်းလည်းနည်းနည်းတော့ခင်မင်နေကြပါသည်ညင်းစရာဘာအကြောင်းမှတော့မရှိပါသို့တော့သူ့ရင်တွင်၌ကိန်းအောင်နေသောနောက်ဆုံးဆန္ဒတစ်ခုကတော့သူဖြစ်အောင်လုပ်ရပေဦးမည်မဟုတ်ပါလားတာတစ်ခုတော့လုပ်ရအောင်မယ်ဒီတစ်ခုတည်းပါအဖေရွာကိုတစ်ခေါက်သားသွားပြီးမှအဖြေပေးမယ်နော်ဇော်အောင်လည်းအခန်းထဲသို့ပြေးဝင်လိုက်ပြီးခီးဆောင်အိတ်ကိုဆွဲယူလိုက်ပါတော့သည်အေးမြတယောက်မကြခင်ရက်များအတွင်းကမကြခဏအံ့နေသည်ကိုအဖွားကြီးကမြင်နေရတော့သဘောရိုးနေမကောင်းတာလို့သာထင်နေပါသေးသည်ခုတော့ကိုဝင်ရှိနေကြောင်းသိရတော့အဖွားကြီးကမြေးဖြစ်သူကိုမေးရင်ထုမနာဖြစ်နေပါတော့သည်အဖွားကိုပြောပါသမီးရဲ့မရှက်ပါနဲ့တော့ငိုနေလို့လည်းပြီးမှာမဟုတ်တာသမီးရဲ့အဖွားလည်းပြောရင်သူ့ဘားပြင်သို့မျက်ရည်ဥမြန်စီးကြလာပါသည်သမီးတကယ်မသိပါဘူးဟင့်ဝါဆိုလာပြည့်မတိုင်ခင်တညညောင်ပင်ရွာကတက်မာတို့အလူမှာသွားကူပြီးချက်ပြုတ်တာလေဖွားရဲ့အဲ့ဒီရွာလားမြေးရဲ့ဘသူလဲရင်ရွာရောက်ခံဒီတနေရာမှာသမီးကိုလူတယောက်ကလေဟင့်ကဲပါမငိုပါနဲ့တော့သမီးရဲ့အဲ့ဒီလူဘသူလဲဆိုတာဖွားကိုပြောပြပါကွယ်ဟင့်သမီးတကယ်မသိလို့ပါဖွားရဲ့ဟင့်
တနာစပွဲငိုယိုနေသောတဦးတည်းသောမြေးမလေးအေးမြကိုကြည့်ရင်အဖွားကြီးလည်းရှိုက်ကြီးတငင်ငိုချလိုက်ပါတော့သည်နောက်တစ်နေ့တွင်တော့အဖွားကြီးနှင့်ရင်းနှီးသောအဖွားပြုံးအဖွားရင်တို့ကနားချနေသည့်တိုင်ကလေးဖြတ်ချမိအဆိုးကိုအဖွားကြီးကလက်မခံခဲ့ပေကျုံမလုပ်နိုင်ပါဘူးအေးဒါလူအသက်တစ်ချောင်းတော့လူဆင်းရဲပေမဲ့တီလာတော့မဆင်းရဲစေရဘူးဆိုကဖွားကြီးကခါခါတီးတီးညင်းပယ်ခဲ့ပါသည်ကလေးရလာတော့ပြဿနာတစ်ခုရှိနေပါသေးသည်မွေးစရင်မှာအဖေနမီလိုပါသည်နောက်ဆုံးရေထမ်းထင်းခွေသည့်ဖိုးထောင်ကိုအရက်ဖိုး900ပေးပြီးနာမည်ခံခိုင်းရသည့်အထိဘဝနာခဲ့ရသောအေးမြပင်ဖြစ်ပါတော့သည်ဇော်အောင်ကကားကိုတလက်ချမ်းမောင်းနှင်လာခဲ့ပါသည်ဖခင်ချက်မြုပ်ရွာရှိရာသို့ကားလမ်းမကြီးပေါ်မှချိုးကွေ့ပြီးကြောက်ခင်းလန်းမြေလန်းလဲလန်းအစင်းစင်းဖြတ်ကျော်လာခဲ့ပြီးရွာထိပ်သို့ရောက်ရှိလာခဲ့တော့သည်ထို့မှရွာလန်းထဲသို့မောင်းဝင်လာတော့အမျိုးအိမ်တအိမ်မှဦးလေးဝမ်းခွဲတစ်ယောက်ကလမ်းမြင်တော့လက်ပြပြီးမှလာခဲ့မယ်ပြောပြီးအဖွားအိမ်သို့မဝင်သေးပဲအတော်အိမ်ရှိရာသို့မောင်းဝင်လာခဲ့တော့သည်အံ့ဩနေသောအတော်ကိုနှုတ်ဆက်နေစဉ်ကားတန်ကြားလို့အိမ်ထဲကထွက်လာသည့်မျိုးညွန့်ကိုတွေးလိုက်ရပါသည်သူတို့ကားမောင်းပြီးထွက်လာတော့အတော်ဖြစ်သူကနင်တို့တိတ်မတောက်ကြနဲ့နော်လို့လမ်းအော်ပြောနေပါသေးသည်လွတ်လွတ်လပ်လပ်ပြောเสียထမ်းရည်ဆိုင်ရှိထမ်းလက်အခင်းပေါ်တွင်ပဲထိုင်ရင်းမင်းကိုငါပြောเสียရှိတဲ့မျိုးညွန့်ရည်ဟုအစချီကလွန်ခဲ့သော8နှစ်သူအမားစားလုံးမိသည့်နေ့တစ်နေ့ကိုအစအဆုံးပြောပြမိလိုက်ပါတော့သည်အေးလေသူမတိုင်တာတော့မင်းကံကောင်းတာပဲဆိုအောင်ရေခုမင်းကဘာဖြစ်ချင်နိုင်တော့ကွာငါသူ့ကိုတိတ်တရိရတယ်တနာတယ်ပြီးတော့အမှန်တိုင်းပြောရရင်စွဲလန်းနေမိတယ်အင်းလေခက်တာကရွာထဲကလူတွေအားလုံးကိုမင်းကမသိဘူးသူကလည်းမတိုင်ဘူးဆိုတော့ဘသူမှလည်းမသိတော့ဘူးပေါ့ကွာရှာတွေ့ရောမင်းကဘာလုပ်ချင်လို့လဲဘာပဲဖြစ်ဖြစ်ငါသူ့ကိုအရန်တရိရနေမိတယ်ကွာတွေ့ရင်ငါဘာဖြစ်ဖြစ်လုပ်ပေးမှာပါအော်အဲ့ဒီတော့ကအပြူဆိုလဲခုလောက်ဆိုယောက်ျားရနေလောက်ပြီပေါ့မင်းစော်လေးဘလို့ရှာရမလဲတော့ငါလည်းမကြံတတ်သေးဘူးဆိုအောင်ရဲ့ထမ်းရီတောက်ပြီးအနားယူပါကွာဟဲထို့သောသာပြောလိုက်သည်သူတစ်ခုခုကိုတော့စဉ်းစားနေပုံရပါသည်ငါတို့ရွာနာပတ်လဲရှောက်ရှာကြမယ်ကွာဟုဇော်အောင်ကပြောလာတော့မျိုးညွန့်ကနေအောင်ဘေးရရွာတဖန်းစိမ့်မှာလွန်ခဲ့တဲ့နှစ်အတော်ကြာကောက်မလေးတစ်ယောက်လင်ကောင်မပေါ်ပဲကလေးမွေးဘူးတယ်ချောချောလေးနှမျောစရာကွာဟဲအသက်18လောက်နဲ့မွေးတာလေဒါဆိုငါ့ကိုလိုက်ဖို့မျိုးညွန့်ရေနေ့ကင်းကြောင်တောင်ကြီးမင်းကားသွားလို့မရဘူးဝါလုံးချောင်းကုတတားလေးတွေရှိနေတယ်ရတယ်ငါလမ်းလျှောက်နိုင်ပါတယ်အမေသားကြောင်းတက်ချင်တယ်ထားပေးမှာပေါ့သားရဲ့ဒီတခါကြောင်းဖွင့်ရင်အမေသားကိုကြောင်းထားမှာပေါ့ထိုးဝင်းတို့ကသားကိုစမတက်ဘူးလို့ပြောနေတယ်အမေရဲ့အော်သားရဲ့အမေပတ်စံစုနေပါတယ်ငါသားကိုမြို့ချောင်းအထီးရအောင်ထားအောင်ပါပြီးတော့သားကိုအဖေမရှိတဲ့ကောင်လို့ပြောတယ်သားရဲ့အဖေမရှိလဲအမေရှိပါတယ်နော်သားရဲ့ပြောလိုက်ရင်အေးမြမျက်ရည်ဝဲလာပါတော့သည်ဟဲ့အေးမြညီတို့သားအမိကြောင်းထားဖို့တိုင်ပင်နေကြတာပေါ့လေအော်သစင်ပါလားလာလေအထဲဝင်အေးမြကတငယ်ချင်းဖြစ်သူသစင်ကိုတဲတဲဝင်ဖို့လမ်းခေါ်လိုက်ပါသည်လူတော့စားစံမရှိရကြောင်းထားအောင်မတဲ့ဟာရတယ်နေ့အင်းနဲ့ဆုလင်တို့နှစ်ယောက်ကမကြကြပြောပြီးအိမ်ရှိရဖြတ်သွားပါသည်ရိုင်းလိုက်တဲ့ဟာမတွေစောက်ဆန်ရှိတာလွယ်လို့အဆင်မရှိတာတွေသစင်ကကြားအောင်ပြန်ပြောတော့သူတို့မကြားကြအောင်ဆောင်ပြီးခက်သွက်ထွက်သွားကြပါသည်သူတို့ကငယ်စဉ်ကတည်းကအေးမြလာတာကိုမနာလို့ဖြစ်နေကြခြင်းမှာထုံးစံလို့ဖြစ်နေပါပြီသူတို့ကရွာထဲမှာပတ်စံရှိသည်မှာပါရုပ်တွေကလည်းဆိုစိတ်ထားကလည်းထိုနည်းအတိုင်းပါပြောလေသစင်နဲ့ပါပြောမလို့လဲသစင်ကတစုံတစ်ခုကိုစဉ်းစားလိုက်ရင်ဟိုရွာထဲကဥချစ်စိန်ကြီးကလေဘာဖြစ်လို့လဲသူကနေ့ကိုလက်ထပ်ချင်တယ်တဲ့လေသူမိမဆုံးတာတော့မကြသေးဘူးလေသစင်ရဲ့အော်သူတရားဝင်လက်ထပ်ချင်ပါတယ်တဲ့ငါအမေကိုလာပြောနေတယ်နင်းနဲ့ငါခင်မန်းသီးတော့လေသူသမီးအကြီးတောင်ငရိုးလောက်နီးနီးရှိနေတာဟာသူ့ပုံစံလည်းကြောက်စရာကြီးငါမယူနိုင်ပါဘူးသစင်ရဲ့အင်းလေငါလည်းအမေကတဆင့်ပြောခိုင်းလို့ပါနင့်သားလေးပညာရေးကလည်းရှိသေးတယ်လေနင်စဉ်းစားဖို့အေးမြရဲ့ဒီလိုပဲကောက်ဆိုင်ပြိုးနှုတ်နေုံနဲ့တော့နင်အရန်ပင်ပန်းပြီးနင့်သားလေးအတွက်လဲအိမ်ကတော့အိမ်ပဲဆိုအောင်သူ့ဖွားအိမ်ဆုံးသွားပြီလို့ကြားတယ်ကလေးကတော့9နှစ်10နှစ်လောက်ရှိပြီထင်တယ်ယောက်ျားလေးတဲ့အိမ်ထဲမှာလူရိတ်3ရိတ်ရှိတယ်ကွာမျိုးညွန့်
ဧည့်သည်ရောက်နေတဲ့တင်နဲ့ဝင်ကြည့်မလားဘလို့မေးမလဲဆိုအောင်အိမ်ထဲမှထွက်လာသောသစဉ်ကမလန်းမကန်းသစ်ပင်အောက်တွင်ထိုင်နေကြသောဇော်အောင်တို့နှစ်ယောက်ကိုတေချာလန်းကြည့်သွားပါသည်အထူးသဖြင့်ဇော်အောင်ကိုမမြင်ဘူးပါလားဆိုသည့်သဘောမျိုးသစဉ်မြင်ကွင်းကပျောက်ကွယ်သွားတော့မျိုးညွန့်ကမေးလာပါသည်ဘလို့လုပ်မှလဲဇော်အောင်မင်းဒီမှာစောင့်နေကွာငါမင်းတို့ရောက်ဘလို့သွားရမလဲလမ်းမေးချင်းသူဟုတ်မဟုတ်သိမှာပဲပြောရင်ဇော်အောင်ကတဲ့အိမ်ရှိရာသို့လျှောက်လာပါသည်ရင်ထဲတွင်စိုးရင်ကြောက်ကြစိတ်ကြောင့်တဒိန်ဒိန်လဲခုန်နေပါတော့သည်တဲနာသို့ချင်းကပ်လာစဉ်လက်ဖြားများတွင်ချွေးစင်းများမင်ထွက်လာပါတော့သည်မမေးရေလူလာနေတယ်ကလေးကလမ်းអော်လိုက်တော့အေးမြသမင်လည်းပြန်လှည့်ကြည့်လိုက်ပါသည်မြင်လဲရသည့်မြင်ကွင်းကြောင့်အေးမြလက်ထဲမှဘီကိုလွတ်ချလိုက်မိပါတော့သည်ဘယ်တော့မှမိမရနိုင်စေသည့်နေ့တရက်နှင့်လူတစ်ယောက်သူမဘဝကိုအမောင်တို့ပို့ဆောင်စေခဲ့သူရင်တွင်ဖော်မပြနိုင်သည့်ခံစားချက်နှင့်တူအေးမြထထငေါ့ငေါ့မေးလိုက်ပါတော့သည်ရှင်ဘာလာလောက်တာလဲရှင်တော့ရှင်ကလွန်ခဲ့သော8နှစ်ကမိမိအမားတစ်ခုတည်းကထိုမျက်နှာလေးမှထိုမျက်နှာလေးဖြစ်မှန်ဇော်အောင်လည်းချက်ချင်းမှတ်မိလိုက်ပါသည်ဖြူစင်သောအသားရည်ကနေလောင်ထားသည့်တိုင်ကြည့်လို့တော့ကောင်းနေသေးပါမင်းကိုပြန်တွေ့ချင်နေခဲ့တာ8နှစ်ရှိပါညီမရဲ့ကိုဘလို့တောင်းပန်ရမှန်းကိုမသိပါဘူးတကယ်တော့ဘယ်စကားလုံးမျိုးမှမလုံလောက်ပါဘူးညီမရဲ့ပြီးတော့ဘလို့ပြန်ပေးဆက်မလဲတော့မသိတော့ပါဘူးညီမရဲ့ကျမဘဝရှင်းပြတဲ့အတိုင်းပါပဲရှင်းစီကဘာမှမလိုချင်ပါဘူးရှင်းပြန်ပါတော့အေးမြပြောရင်မျက်တောင်ခတ်လိုက်တော့မျက်ရည်စီးကျလာသည့်မျက်နှာကိုတခြားဘက်လှည့်ပြီးလွှဲထားလိုက်ပါသည်အကိုမပြန်နိုင်ဘူးညီမရဲ့ပြီးတော့ဒါအကိုကလေးဆိုပို့ပြီးတော့မထားခဲ့နိုင်သေးတယ်ပြောရင်ဇော်အောင်ကရှိုက်ကြီးတငင်ကိုနေသောအေးမြကိုပြေးပြီးဖက်လိုက်မိပါတော့သည်ပြီးတော့မျက်ရည်တွေနဲ့ရွှဲဆူနေသောမျက်နှာလေးကိုအာပါတရနမ်းလိုက်မိပါတော့သည်ပြီးတော့လေမင်းကိုမြင်တိုင်းပြေးဖက်မိတာတဘာဝပါကွယ်ဇော်အောင်ကပြောရင်းပြုံးလိုက်မိပါသည်ကျမလေရှင့်ကိုတွေ့ရင်တတ်ဖို့ဓာတ်ဆောင်ထားတယ်ရှင်သိလားခုချိန်မှာတော့မလုပ်သင့်ပါဘူးညီမရဲ့ကလေးရှိမှသူ့အမေကသူ့ဖေကိုတတ်လိုက်တာဆိုပို့ပြီးတော့မဖြစ်သင့်ပါဘူးဇော်အောင်ကပြောရင်းအာရပါရပြုံးလိုက်မိပါသည်ပြီးတော့မျက်ရည်များနဲ့ရွှဲဆူနေသောအေးမြပါပင်ကိုတစ်ချက်ထပ်နှံပြီးကလေးရှိရာသို့ရှောက်လာပါတော့သည်တားရီတားဖေဖေလိုချင်တယ်ဆိုအဲ့ဒါတားဖေဖေလေအေးမြလေတံကတုံခါနေသည့်တိုင်ဝမ်းမြောက်ကြည်နူးတံပါနေကြောင်းကိုမဖုံးကွယ်နိုင်ခဲ့ပါရွာအမျိုးတွေကိုနှုတ်ဆက်တော့သူတို့သတင်းကြားထားသည့်သူတွေလည်းထွက်ကြည့်ကြနဲ့ဖျားပွဲလိုစီကားလာပါသည်ဘာပဲဖြစ်ဖြစ်လွန်ခဲ့သည့်8နှစ်ကအမတစ်ခုကိုသူပြင်ဆင်နိုင်ခဲ့ပါပြီထိုစဉ်ကတည်းကထိုမိန်းကလေးကိုလည်းသူဆွဲလန်းခဲ့ရသည်မဟုတ်ပါလားပဲခူးရန်ကုန်အပြန်လန်းတွင်ကားကလေးကတငိမ့်ငိမ့်မောင်းနေပါသည်သားတော်မောင်ကနောက်ခန်းဆိုဖာပေါ်တွင်ထိုင်လိုက်အိတ်လိုက်နှင့်ဆော့ကစားနေပါသည်ဒါကိုကြည့်ပြီးဇော်အောင်ပြုံးနေလိုက်မိပါသည်ကျမတို့အကိုအဖေမေကလက်ခံမလားယင်အေးမြမေးလာတော့ဇော်အောင်ကရီပြီးပြန်ဖြေလိုက်မိပါသည်တယောက်ကမိမယူစေခြင်းနဲ့လေတယောက်ကမြေးချီခြင်းနဲ့တဲ့လေဒါကိုကချက်ချင်းဖြစ်စီပေးနိုင်ခဲ့ရမလားညီမရဲ့ဇော်အောင်ကကားကိုခြံသေးလို့ညင်ညင်သာသာလေးမောင်းရင်းဝင်လာပါသည်ဇော်အောင်ကားတန်ကြောင့်အဖေနှင့်အမေကအိမ်တကားပေါဝါမှထွက်လာပြီးစောင့်ကြိုနေကြပါသည်ကလေးငယ်လေးတဦးကိုလက်တွဲပြီးကားပေါ်မှဆင်းလာတော့သူတို့သားဖြစ်သူကအသက်20ကျော်လောက်ကအမျိုးသမီးငယ်တစ်ယောက်ကိုပါလက်ကမ်းပေးရင်အိမ်တကားပေါဝါသို့လမ်းလျှောက်ရင်းလာနေပါသည်တားရီဒါကဇော်အောင်ကြီးအဲ့ဒါတကားပေါဝါမှတန်တော်လမ်းမေးနေကြသည့်အဖေနှင့်အမေတို့ကိုဇော်အောင်ကချက်ချင်းမဖြေအားသေးပါတားအားလုံးကိုရှင်းပြပါမယ်တေချာတာကတော့အမေတို့ဖေတို့ဆန္ဒနှစ်ခုလုံးတူတူပြည့်ဝသွားပြီဆိုတာပါပဲမေရဲ့ပြီးတော့ဇော်အောင်ကကြည်ကြည်နက်နက်ပြုံးရင်းအေးမြနှင့်သားဖြစ်သူလက်ကိုဆွဲပြီးအိမ်အတွင်းသို့လမ်းဝင်သွားပါတော့သည်ပြီးတော့သူတို့အိမ်ကလေးသည်ရခင်လို၆၆ကက်ကက်ဖြစ်နေစရာမရှိတော့ကြောင်းတဦးတည်းကြိတ်ပြီးပြုံးလိုက်မိပါတော့သည်ဒီဇက်လန်းလေးကတော့လွန်ခဲ့သောနှစ်ပေါင်း30ကျော်လောက်ကအမှန်တကယ်ဖြစ်သွားခဲ့တဲ့ဖြစ်မှန်ဇက်လန်းလေးကိုခြေခံပြီးရေးသားတင်ဆက်ထားဖြစ်ပါတယ်
နားဆင်ပေးခဲ့တဲ့တဦးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့နော်နောက်လာမယ့်ဇတ်လန်းလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်ကျမကတော့တန်တင်ဆက်သူ